Mr. President, Madam Vice President, members of the court. ဂမ်ဘီယာနိုင်ငံရဲ့ဆွဆွဲချက်တွေကိုမြန်မာနိုင်ငံကစာနဲ့ရေးသားတုံ့ပြန်ထားပါတယ်။အခု ICJ မှာအမှုစစ်ဆေးခြင်းဟာပြစ်မှုကြောင့်စစ်ဆေးခြင်းမဟုတ်ပါဘူး။ ICJ ကမြန်မာနိုင်ငံအနေနဲ့ပြည်ပဆိုင်ရာ convention အရဆောင်ရွက်ပေးရမယ့်ပြည်ပဆိုင်ရာတာဝန်ရှိမှုနဲ့ပတ်သက်လို့နိုင်ငံအချင်းချင်းကြားအငြင်းပွားမှုတွေကိုဖြေရှင်းတဲ့တရားရုံးဖြစ်ပါတယ်။အခုအမှုရဲ့သဘောတဘာဝနဲ့ပတ်သက်လို့တရားရုံးရှေ့မှာသက်သေပြရမယ့်တာဝန်ဟာတော်တော်လေးမြင့်မားပါတယ်။တက်တေပြရမယ့်တာဝန်နဲ့ပတ်သက်လို့ပြည်ပဆိုင်ရာပြည်မှုတရားရုံးနဲ့ပြည်တွင်းတရားရုံးတွေလိုတန်တရားကင်းရှင်းသည့်အထိတက်တေပြဖို့တာဝန်ရှိပါတယ်။ဒီမှုဟာတိုက်ရိုက်ထိခိုက်နစ်နာခြင်းမရှိတဲ့နိုင်ငံတစ်ခုကဂျနိုဆိုက်ကွန်ဗင်းရှင်းကိုလိုက်နာဖို့အတွက်ကွန်ဗင်းရှင်းဝင်နိုင်ငံတွေအားလုံးရဲ့အကျိုးကိုစားဆိုပြီးအခြားနိုင်ငံတစ်ခုကိုအမှုဆွဲဆိုတဲ့ပထမဆုံးသောအမှုဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ဂမ်ဘီယာကအများကျိုးအတွက်လို့ဆွဲဆိုတဲ့ဂျနိုဆိုက်ကွန်ဗင်းရှင်းမှာဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နေပါတယ်။အများကျိုးအတွက်ဆိုတာဟာကွန်ဗင်းရှင်းရဲ့တာဝန်တွေကိုနိုင်ငံတွေကလိုက်နာစေဖို့ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ဂျနိုဆိုက်လို့အမည်တပ်ပြီးဆွဆွဲသမျှကိုနိုင်ငံတွေကဖြေရှင်းဖို့မဟုတ်ပါဘူး။ဒီမှုမတိုင်မီကဆွဲဆိုတဲ့နိုင်ငံတွေနဲ့ရှားအဖွဲ့ဝင်နိုင်ငံတွေကိုသာဆွဲဆိုနိုင်ခြင်းရှိမရှိဒါမှမဟုတ်ကွန်ဗင်းရှင်းကိုလိုက်နာဖို့တာဝန်နဲ့ပတ်သက်ပြီးစောင့်ကြည့်ဖို့တာဝန်ရှိမရှိဆိုတာဆုံးဖြတ်တဲ့ရန်တရားမရှိပါဘူး။အဲဒီဆုံးဖြတ်ဆောင်ရွက်ပေးရမယ့်ရန်တရားကို ICJ တရားရုံးကယူခဲ့တဲ့အတွက် ICJ တရားရုံးအနေနဲ့ဂရုတစိုက်စစ်ဆေးဖို့တာဝန်ရှိပါတယ်။ဘယ်တရားရုံးမဆိုဘက်လိုက်မှုကင်းရှင်းစွာနဲ့တိတိကျကျဆောင်ရွက်ရမှာဖြစ်ပါတယ်။ဆွဲဆိုတဲ့နိုင်ငံတွေနဲ့ကလည်းဆွဲဆိုတဲ့အချက်လက်အထောက်အထားတွေတိကျမှန်ကန်မှုရှိဖို့လိုအပ်ပါတယ်။ဂမ်ဘီယာကဆွဲဆိုတဲ့လူမျိုးတုံးတပ်ဖြတ်မှုဂျနိုဆိုက်ဆိုတာဟာဥပဒေအကြောင်းအရာတွေပြည့်စုံဖို့လိုအပ်ပါတယ်။တီရှာဥပဒေပိုင်းဆိုင်ရာစံနှုန်းဖြစ်တဲ့အတွက်ကွန်ဗင်းရှင်းရဲ့တာဝန်တွေကိုနိုင်ငံကချိုးဖောက်တယ်ဆိုတာသက်သေပြဖို့ကဆွဲဆိုတဲ့နိုင်ငံမှာတာဝန်ရှိပါတယ်။ဒီတရားမျှတမှုမရှိခြင်းနဲ့အပြည်ပြည်ဆိုင်ရာဥပဒေတွေကိုချိုးဖောက်ခြင်းဟာဂျနိုဆိုက်ကွန်ဗင်းရှင်းကိုချိုးဖောက်ခြင်းမဟုတ်ပါဘူး။ဒီအမှုမှာတရားရုံးအနေနဲ့ကွန်ဗင်းရှင်းရဲ့ Article 9 အရစီရင်ပိုင်ခွင့်ရှိကြောင်းပြောဆိုထားပေမဲ့လည်းအပြည်ပြည်ဆိုင်ရာဥပဒေရဲ့စံနှုန်းတွေကိုချိုးဖောက်တယ်ဆိုတဲ့ဖော်ပြချက်ပေါ်တရားရုံးအနေနဲ့စီရင်ပိုင်ခွင့်မရှိပါဘူး။ဂမ်ဘီယာရဲ့တင်ပြချက်တွေဟာဂျနိုဆိုက်ကွန်ဗင်းရှင်းနဲ့အခြားသောအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုအပြည်ပြည်ဆိုင်ရာဥပဒေတွေကြားကွဲပြားခြားနားမှုပုံစံကိုတင်ပြနိုင်မှုမရှိပါဘူး။ဂမ်ဘီယာကတင်သွင်းတဲ့အကြောင်းအရာတွေထဲမှာ2016ခုနှစ်နဲ့2019ခုနှစ်အတွင်းမြန်မာနိုင်ငံရဲ့လုံခြုံရေးတပ်ဖွဲ့စခန်းတွေကိုအာဆာကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့အဖြစ်အပျက်ပေါ်အငြင်းပွားမှုမရှိပါဘူး။အာဆာရဲ့တိုက်ခိုက်မှုပေါ်မြန်မာနိုင်ငံကအချုပ်အခြာအာဏာပိုင်နိုင်ငံတွေနဲ့ခုခံကာကွယ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့အာဆာရဲ့တိုက်ခိုက်မှုပေါ်မြန်မာတပ်မတော်နဲ့နယ်ခြားစောင့်တပ်တွေကရခိုင်ပြည်နယ်မြောက်ပိုင်းမှာစစ်ဆင်ရေးပြုလုပ်ခဲ့တာပါ။အဲဒီစစ်ဆင်ရေးကိုမြန်မာခေါ်နယ်မြေရှင်းလင်းရေးဖြစ်ပါတယ်။အဲ့ဒီနယ်မြေရှင်းလင်းရေးမှာအကြမ်းဖက်သမားတွေကိုခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဒီအကြောင်းအရာတွေပေါ်ဂမ်ဘီယာအနေနဲ့အငြင်းပွားမှုမရှိပါဘူး။ဂမ်ဘီယာရဲ့အဆိုလွှာမှာအာဆာရဲ့ထင်ထင်ရှားရှားတိုက်ခိုက်မှုတွေပေါ်ဖော်ပြခြင်းမရှိခဲ့ပါဘူး။ဂမ်ဘီယာရဲ့အဆိုလွှာနဲ့ FFN ရဲ့စီရင်ခံစာတွေမှာအာဆာရဲ့တိုက်ခိုက်မှုပေါ်တင်ပြထားခြင်းမရှိပါဘူး။အဲ့လိုအာဆာရဲ့တိုက်ခိုက်မှုပေါ်ဂမ်ဘီယာအနေနဲ့ရှန်လတ်ထားခြင်းဟာနိုင်ငံတွေနဲ့တိကျစွာသက်သေပြရမယ့်တာဝန်ကိုပြက်ကွက်နေတာဖြစ်ပါတယ်။အာဆာအဖွဲ့အနေနဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာလည်းလှုပ်ရှားမှုတွေရှိနေပါတယ်။ကျောင်းချင်းရပြဿနာအနေနဲ့ပထမအချက်ကဂမ်ဘီယာရဲ့အဆိုလွှာပါဆွဆွဲချက်တွေကသက်သေအခိုင်အမာပြနိုင်ခြင်းမရှိပါဘူး။ဒုတိယအချက်ကတော့ဂမ်ဘီယာကမင်းကြီးချွတ်ပြင်မောင်လူတိုက်ခိုက်မှုတွေမှာအာဆာပါဝင်မှုမရှိသလိုဘူတာပြင်အင်းတင်ကိုရံကောက်ချိန်ခါလီတို့မှာလည်းအာဆာပါဝင်မှုမရှိခဲ့ဘူးလို့ပြောဆိုထားပေမဲ့လည်းဂမ်ဘီယာရဲ့တပ်တွေအထောက်အထားတွေကလုံခြုံရေးတပ်ဖွဲ့ဝင်တွေစစ်စင်ရေးဆောင်ရွက်ခဲ့တယ်ဆိုတဲ့2016ခုနှစ်အောက်တိုဘာလ10ရက်နေ့ကနေ12ရက်နေ့2016ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကနေ13ရက်နေ့2019ခုနှစ်ဩဂုတ်လ25ရက်နေ့ကနေ31ရက်နေ့တို့ဟာအဲ့ဒီနေရာတွေမှာအာဆာတိုက်ခိုက်မှုရှိခဲ့ခြင်းကြောင့်ဖြစ်တယ်ဆိုတာကိုပေါ်ပြနေပါတယ်။ IDP စခန်းတွေမှာ126,000သောဘင်္ဂလီတွေနေထိုင်လျက်ရှိပါတယ်။ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ထောင်သောမကတော့အဲ့ဒီဘင်္ဂလီတွေဟာ
ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားခြင်းမရှိပဲယနေ့အချိန်ထိရခိုင်ပြည်နယ်မြောက်ပိုင်းမှာဆက်လက်နေထိုင်လျက်ရှိနေပါတယ်မြန်မာနိုင်ငံကတင်သွင်းလျက်ရှိတဲ့ PMO စီရင်ခံစာမှာကုလသမဂ္ဂအေဂျင်စီနိုင်ငံတကာအကူအညီပေးရေးအေဂျင်စီနဲ့အစိုးရမဟုတ်သောအဖွဲ့အစည်းတွေရဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဘင်္ဂလီတွေကိုအထောက်ပံ့ပြုဆောင်ရွက်ပေးလျက်ရှိတဲ့ကျန်းမာရေးပညာရေးစားတောက်ရေးအစရှိတဲ့ကိစ္စရပ်တွေကိုပေါ်ပြထားပါတယ်မြန်မာနိုင်ငံအနေနဲ့ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဘင်္ဂလီတွေကိုပြန်လည်လက်ခံရေးအတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့သဘောတူညီမှုရှိပြီးလုပ်ငန်းတွေကို UNHCR နဲ့ပူးပေါင်းစတင်ဆောင်ရွက်ခဲ့ပါတယ်တတိယအချက်အနေနဲ့ကတော့ဂမ်ဘီယာအနေနဲ့မြန်မာနိုင်ငံကအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပတ်သက်လို့လုံလောက်တဲ့သက်သေပြနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်မို့လို့ဂမ်ဘီယာဆွဆွဲချက်တွေဟာမှန်ကန်တဲ့တရားစီရင်ရေးဖြစ်စေဖို့ဆိုတဲ့စံနှုန်းနဲ့ဆန့်ကျင်လျက်ရှိနေပါတယ်။သက်သေချက်လက်တွေပေါ်စီးစစ်ခြင်းနဲ့ပတ်သက်လို့ဂမ်ဘီယာဆွဲဆိုတဲ့အမှုဟာ FFM စီရင်ခံစာပေါ်မှာသာအခြေခံထားပါတယ်။ချားသောသက်သေခံထောက်ထားတွေကလူမျိုးတုံးတပ်ဖြတ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပတ်သက်လို့ဂမ်ဘီယာရဲ့ထင်မြင်ချက်တွေသာဖြစ်ပါတယ်။ဒီလိုပဲဂမ်ဘီယာရဲ့အကန့်အနေနဲ့ FFM စီရင်ခံစာကိုအချိန်တိုင်းအသုံးပြုခဲ့ပါတယ်။ဂမ်ဘီယာတင်ပြချက်တွေက FFM စီရင်ခံစာနဲ့အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေရဲ့စီရင်ခံစာတွေသာဖြစ်ပါတယ်။ဂမ်ဘီယာရဲ့တင်ပြချက်တွေဟာ FFM စီရင်ခံစာပေါ်မှာသာအချိန်တိုင်းမှီတည်နေပါတယ်။အဲဒီ FFM စီရင်ခံစာတွေဟာတစ်ဖက်သက်အကြောင်းအရာတွေကိုသာအခြေခံပြီးမေးမြန်းစုဆောင်းထားတဲ့အချက်လက်များသာဖြစ်လို့အဲဒီစီရင်ခံစာတွေကတက်တေခံအထောက်အထားအဖြစ်အသုံးပြုလို့မရပါဘူး။မြန်မာနိုင်ငံအနေနဲ့လည်း FFM နဲ့ပူးပေါင်းဆောင်ရွက်ဖို့တာဝန်မရှိပါဘူး။ FFM စီရင်ခံစာပါတက်တေအထောက်အထားတွေကတရားရုံးရဲ့လုပ်ငန်းစဉ်လိုမျိုးဆောင်ရွက်ထားခြင်းမရှိပါဘူး။အစီရင်ခံစာပါထောက်ထားတွေဟာလူများရဲ့ပြောဆိုချက်ပေါ်အခြေခံထားတဲ့အချက်လက်တွေသာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ICJ တရားရုံးအနေနဲ့ FFM စီရင်ခံစာကိုတက်တေထောက်ထားနေတဲ့တင်သွင်းစဉ်းစားဖို့လိုအပ်ခြင်းမရှိပါဘူး။ဒီဆိုင်ရာပြည်မှုတရားရုံးရဲ့စီမင်းစည်းကမ်းတွေနဲ့အခြားသောတရားရုံးတွေရဲ့စီမင်းစည်းကမ်းတွေကိုဒီတရားရုံးမှာအသုံးပြုလို့မရပဲပြည်ပြည်ဆိုင်ရာတရားရုံးဟာ၎င်းရဲ့ကိုယ်ပိုင်ဥပဒေနဲ့စီမင်းအသုံးပြုခြင်းကိုသာလက်ခံပါတယ်။ဒါကြောင့်မို့လို့ပဲဒီတရားရုံးရှေ့မှောက်မှာလူမျိုးတုံးတပ်ဖြတ်ခြင်းနဲ့ဆက်လင်းနဲ့လုံလောက်တဲ့သက်သေပြနိုင်ရမှာဖြစ်ပါတယ်။ FFM စီရင်ခံစာတွေကတော့လုံလောက်တဲ့သက်သေထောက်ထားတွေမဟုတ်ပါဘူး။ဥပဒေတိုင်းဆိုင်ရာညှင်းပန်းမှုတွေမှာ Genocide Convention နဲ့ပတ်သက်လို့သက်သေပြဖို့တာဝန်ဟာဆွဲဆိုခံရတဲ့နိုင်ငံပေါ်ကြားရောက်ခြင်းမရှိပဲမှုဆွဲဆိုတဲ့နိုင်ငံကသာလုံလောက်တဲ့သက်သေပြရမှာဖြစ်ကြောင်းကိုဘော့စနီးယားနဲ့ခရိုအေးရှားမှုမှာပေါ်ပြထားတဲ့အတွက်ဂမ်ဘီယာအနေနဲ့လုံလောက်တဲ့သက်သေပြဖို့လိုအပ်ပါတယ်။ဂမ်ဘီယာအနေနဲ့လူမျိုးတုံးတပ်ဖြတ်မှုကိုကျူးလွန်ခြင်းခံရတဲ့သူတွေကGenocide Convention Article 2အတွင်းကြားရောက်ကြောင်းပေါ်ပြနေပေမဲ့ဂမ်ဘီယာရဲ့ပြောဆိုချက်ဟာမှန်ကန်မှုမရှိပါဘူး။တင်းငယ်တဲ့ရွာတွေမှာနေထိုင်လျက်ရှိတဲ့သူတွေကGenocide Convention Article 2မှာဖော်ပြထားတဲ့အုပ်စုအတွင်းအကျုံးဝင်တယ်လို့ဆိုလို့မရပါဘူး။ဂမ်ဘီယာအနေနဲ့Genocide Conventionရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်းအကျုံးဝင်အောင်ဥပဒေအချက်လက်တစ်စုံတရာပြဆိုနိုင်ခြင်းမရှိဘဲ၎င်းရဲ့နိုင်ငံရေးအမြင်အရသာပြောဆိုနေခြင်းဖြစ်ပါတယ်။အငြင်းပွားမှုမရှိတဲ့အကြောင်းအရာနဲ့ဆက်လင်းလို့မြန်မာနိုင်ငံကဆောင်ရွက်တဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်စင်ရေးဟာလူမျိုးတုံးတပ်ဖြတ်ခြင်းနဲ့သက်ဆိုင်ခြင်းမရှိဘူးဆိုတာတင်ပြလိုက်ရပါတယ်။ I thank Mr. Speaker. Before I give the floor to the next speaker, the court will observe a break of 15 minutes. The sitting is suspended.